မိတ်ဆွေတို့အိမ်မှာဂျင်းရှိလားအများစုကတော့ဟင်းချက်အင်းအနက်မွေးအောင်ပဲသုံးကြတာများပါတယ်တကယ်တော့ဂျင်းဆိုတာဟင်းခက်အမွေးကြိုင်တက်တယ်မဟုတ်ပါဘူးရှေးခေတ်ကလေးကတုံးလာခဲ့တဲ့တဘာဝဆေးဆွမ်းကောင်းတလက်ပါဒီနေ့မှာတော့ဆေးကန်းသွားစရာမလိုပဲဂျင်းနဲ့ကုသနိုင်တဲ့ယောဂ9မျိုးကိုပြောပြပေးသွားမှာပါမင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုလိုက်ပါတယ်ဂျင်းမှာ Gingerol လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်ပြီးရောင်ရမ်းခြင်းကိုတတ်တာစေတယ်လို့အစာရင်းချက်လည်းအရန်ကောင်းပါတယ်ဘာတွေကောင်းလဲကြည့်လိုက်ကြရအောင်ပထမဆုံးအချက်ကတော့အစာရင်ပြဿနာပါထမင်းစားမီဘိုက်ကေတာလေးပွားတာလေကျင်တက်တာတွေဖြစ်တတ်လားဒါဆိုရင်ဂျင်းပြုတ်ရည်နုနွယ်လေးတစ်ခွက်တောက်လိုက်ပါဂျင်းကအစာရင်တွေကလေတွေကိုနှင်ထုတ်ဖေးပြီးအစာမြက်မြန်းကြေအောင်ကူညီပေးပါတယ်ဒုတိယအချက်ကတော့ခရီးသွားရင်မူတက်တဲ့သူတွေတော့ပါကာမူလှိုင်းမူထိတိုင်ရင်ခရီးမထွက်ခင်ဂျင်းအနေငယ်ကိုဝါးစားသွားပါဒါမှမဟုတ်ဂျင်းပြုတ်ရည်တောက်သွားပါပြုတ်အန်ဂျင်စိတ်ကိုချက်ချင်းပျောက်ကင်းစေပါတယ်တတိယအချက်ကတော့ကြိုက်ခဲတာတွေကိုတက်တာစေတာပါလေ့ကျင့်ခန်းလိုကြွတောင်းနာတာရာသီလာလို့ဘိုက်နာတာတွေအတွက်ဂျင်းကသဘာဝအကြိုက်ခဲပျောက်စေပါပြီတနေ့ကိုဂျင်း2ဂရန်လောက်ပုံမှန်စားပေးရင်ကြွသားနာကျင်မှုကို25%လောက်လျော့ကျစေတယ်လို့သုတေသနတွေကဆိုပါတယ်နံပါတ်4ကတော့အခုလိုယာဒီဥတုအပြောင်းလဲမှာအဖြစ်များတဲ့တုတ်ကွေးမိတာပါဂျင်းကကိုယ်ခန္ဓာအားကိုမြင့်တင်ပေးလို့ဖျားခြင်းတယ်လို့ဖြစ်နေရင်ဂျင်းပြုတ်ရည်တွေကိုပြားရည်လေးနည်းနည်းထည့်ပြီးတောက်လိုက်ပါချွေးထွက်ပြီးလူကိုပေါ်ပါလန်းဆန်းသွားစေပါလိမ့်မယ်နောက်ဆုံးအချက်ကတော့စီးချိုသမားတွေတဲ့တရင်ကောင်းပါဂျင်းဟာသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်ဒါပေမဲ့စီးချိုဆေးတောက်နေရသူဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ဒီမှာစတင်ပါတယ်မိဆွေတို့ကဂျင်းကိုဘယ်လိုစားရတာကြိုက်လဲဂျင်းတုံလားဂျင်းပြုတ်ကြီးလားကောမန့်မှာပြောပြပေးတော့ပါအောင်နော်နောက်အပတ်မှာပြန်တွေ့ကြမယ်နော်